အားလုံးပဲမင်္ဂလာပါအားကစားမှန်မြောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာတော့ဟန်ဂရီနိုင်ငံဘူဒါပက်စ်မြို့မှာရှိတဲ့ Pushket Arena ကွင်းကြီးထဲမှာကမ္ဘာအဆင့်အမြင့်ဆုံးချန်ပီယံလိဗိုလ်လုပွဲကြီးကိုကျင်းပတော့မှာပဲဖြစ်ပါတယ်လက်ရှိချန်ပီယံပြင်သစ်ကလပ် PSG နဲ့အင်္ဂလန်ပရီးမီးယားလိချန်ပီယံအာဆင်နယ်တို့ရဲ့ချန်ပီယံလိဗိုလ်လုပွဲပြိုင်ပွဲကြီးပဲဖြစ်ပါတယ်ဒီနေ့ချန်ပီယံလိပြိုင်ပွဲတွင်မှာတွင်ကို44ဂိုးနဲ့တိုက်စစ်အားအကောင်းဆုံး PSG အသင်းနဲ့အတူချန်ပီယံလိသမိုင်းတစ်လျှောက်မှာပေကိုအနည်းဆုံးဖြစ်မှတ်တမ်းဝင်ထားတဲ့ခံစစ်ခိုင်မာဆုံးနဲ့အာဆင်နယ်အသင်းတို့တွေ့ဆုံကြမှာပဲဖြစ်ပါတယ်ဒီနေ့ညမှာကစားမဲ့ချန်ပီယံလိဗိုလ်လုပွဲကြီးမှာနှစ်ဖက်အသင်းကကစားသမားတွေဘယ်ကစားသမားတွေပါဝင်မလဲဆိုတာကျွန်တော်တို့လေ့လာကြည့်လိုက်ရအောင်ပါပထမဆုံးဂိုးသမားနေရာမှာဆိုရင်အာဆင်နယ်ရဲ့ပွဲတိုင်းလိုမှာလက်စွမ်းပြပြီးကာကွယ်ပေးနေတဲ့ဒေးဗစ်ရိုင်ယာနဲ့ပွဲထွက်လာမှာပဲဖြစ်ပါတယ် PSG အသင်းဘက်မှာတော့မာကိုဆာဖိုနော့ကိုဂိုးပေါက်အဖြစ်တာဝန်ယူဖို့များနေပါတယ်အဓိကအားပြိုင်မဲ့နေရာကတော့ခံစစ်ပိုင်းမှာခံစစ်ပိုင်းကိုကြည့်ရမယ်ဆိုရင်အာဆင်နယ်မှာအားလုံးသိတဲ့အတိုင်းဝီလီယမ်စလီဗာနဲ့ဂါဘရီယယ်တို့ရဲ့ဗဟိုခံစစ်သွဲဟာဒီနှစ်မှာတော်တော်ကိုကောင်းမွန်တဲ့ခံစစ်သွဲဖြစ်နေပါတယ်ဘယ်နောက်ခံမှာကာလာဖီယိုရှိနေပေမဲ့ညာနောက်ခံလူဘန်ဝိုက်ကတော့ဒဏ်ရာကြောင့်လုံးဝပါဝင်နိုင်မှာမဟုတ်ပါဘူးဂျူလီယန်တင်းမာကလည်းကြန့်ခိုင်မှုမပြေဝသေးဘူးလို့သိရတဲ့အတွက်ကြောင့်လူငယ်နောက်ခံလူခရစ်စတန်မော့စကီယာပဲပွဲထွက်လာနိုင်မှုရှိပါတယ်ဒီချက်ကပဲ PSG အတွက်အကြိုက်တွေ့စရာဖြစ်လာနိုင်ပါတယ်ဘာလို့လဲဆိုရင် PSG ရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ခွာရက်စကီလီယာတို့နူနိုမန်ဒါတို့ကလည်းဒီညာနောက်ခံနေရာကိုပဲအဓိကပြစ်မှတ်ထားပြီးတော့ထိုးဖောက်ဖို့ကြိုးစားလာမှာပါကွင်းလယ်ပိုင်းအားပြိုင်မှုကတော့ပိုပြီးတော့ပြင်းထန်ပါလိမ့်မယ်အာဆင်နယ်ကတော့သူတို့ရဲ့အဓိကကြောရိုးဖြစ်တဲ့ဒီဂရန်ရိုက်နဲ့အတူလူငယ်ကျယ်ပွင့်မိုင်းလူးဝစ်ကယ်လီကိုတွဲဖက်သုံးလာနိုင်ပြီးအရှိမတော့သူတို့ရဲ့အသင်းကောင်းဆောင်မာတင်အိုဒီကက်ကတိုက်စစ်ကိုဦးဆောင်လာပါလိမ့်မယ်တစ်ဖက်က PSG ကွင်းလယ်ကလည်းဂျာဝနီဗက်ဗီတီညာနဲ့ဖာရီယန်ရူတို့လိုဘောလုံးကိုအပိုင်ကင်ပြီးကစားကွက်ထိန်းချုပ်တာအရန်တော်တဲ့မစ်ဖီထရိုင်ယိုနဲ့ပွဲထွက်လာမှာပါဒီပွဲမှာအာဆင်နယ်ရဲ့ကွင်းလယ်ဖြတ်အားက PSG ရဲ့ chance create ဖန်တီးမှုတွေကိုဘယ်လောက်ထိဖြတ်တောက်နိုင်မလဲဆိုတာပွဲရဲ့အဖြေကိုအများကြီးတက်ရောက်စေမှာပါပဲဖြစ်ပါတယ်တိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင် PSG မှာဥစမာလီဒမ်ဘီလီကာဘရက်စကီလီယာနဲ့အသက်20အရွယ်ဒူအေးတို့ပွဲထွက်လာဖို့များပါတယ်နီးပြလူးစ်အင်ရီဂေးကဒမ်ဘီလီကို first number 9နေရာမှာထားပြီးကွင်းလယ်အထိဆင်းကစားစေပြီးတော့ဘေးကအပြင်းမြန်တဲ့တောင်ပန်လူတွေကိုအာဆင်နယ်ခံစစ်ကြားတဲ့ထိုးဖောက်မဲ့ viewer သုံးလာနိုင်ပါတယ်အာဆင်နယ်ဘက်ကတော့ဘူကာယိုဆာကာထရော်ဆန်နဲ့ကိုင်းယာဘက်တို့ထွက်လာမှာပါအာဆင်နယ်ရဲ့တိုက်စစ်က PSG လိုအမြန်နှုန်းကိုပဲအားကိုးပြီးကစားတဲ့ကစားဟန်မဟုတ်ပါဘူးသူတို့ရဲ့ကစားပုံကတယောက်နဲ့တယောက်ချိတ်ဆက်မှုမိမိရရနဲ့ကစားတတ်တဲ့ကစားဟန်ဖြစ်ပါတယ်ပြီးတော့အာဆင်နယ်ကဒေါင်းကန်ဘောလိုဆက်ပစ်တွေကနေဂိုးသွင်းတာအရန်ကောင်းတဲ့အတွက် PSG ရဲ့အနှဲငယ်အားနည်းတဲ့အမြင့်မောကစားကွက်ကိုအကောင်းဆုံးဒုက္ခပေးနိုင်ပါတယ်ခြုံငုံပြီးသုံးသပ်ရမယ်ဆိုရင်အာဆင်နယ်ရဲ့ညာနောက်ခံပြဿနာကြောင့် PSG အသင်းဘက်ကဂိုးရသွားနိုင်တယ်လို့အာဆင်နယ်ကလည်းဒေါင်းကန်ဘောဒါမှမဟုတ်ပြစ်ဒဏ်ဘောတွေကနေတဆင့်ပြန်လဲခြေပါဂိုးတွေရနိုင်စွမ်းရှိပါတယ်မိနစ်90အတွင်းမှာတစ်ဖက်တစ်ဂိုးစီတည်ကြပြီးပင်နယ်တီထိသွားနိုင်ကြလည်းများပါတယ်ဖီယာရန်ကိုပိုခံနိုင်တဲ့အာဆင်နယ်အသင်းရဲ့စုဖွဲ့မှုအားကပဲသူ့ကိုပထမဆုံးအကြိမ်ချန်ပီယံဖြစ်စေမလားဒါမှမဟုတ်လက်ရှိချန်ပီယံ PSG အသင်းကပဲနှစ်နှစ်ဆက်ဘက်တူဘက်ချန်ပီယံစုကိုထပ်ရသွားမလားဆိုတာဒီနေ့ည7:00 နာရီမှာကန်မဲ့ချန်ပီယံလိဗိုလ်လုပွဲကြီးကိုရင်ခုန်စွာနဲ့ကြည့်ရှုကြရတော့မှာပဲဖြစ်ပါတယ်ကဲညီကိုတို့အားပေးတဲ့အသင်းနဲ့ဖြစ်နိုင်မဲ့ရလဒ်ကို comment မှာရေးခဲ့လို့ရပါတယ်အခုလိုဘောလုံးချက်လက်တွေကိုအမြဲကြည့်ရအောင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ထားဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာမိတ်ဆွေတွေနဲ့အတူပြန်ဆုံချင်ပါသေးတယ်